အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီစကလုံးသုံးလုံးကိုစာကြောင်းလေးနဲ့အတူလေ့လာသွားကြရအောင်နော်ပထမတစ်လုံးကခါရတယ်ထိတယ်မလေးလို့ကနထိတယ်ဆိုတဲ့စကလုံးကိုနောက်ထပ်တစ်လုံးနဲ့ပြောလို့ရပါသေးတယ်နော်စတုဒုတိယတစ်လုံးကြတော့အကျွေးမလေးလို့ဟူတမ်တတိယတစ်လုံးကြတော့ကိုယ်တိုင်မလေးလို့စင်ဒီရီပထမတစ်လုံးကိုအရေးဆုံးလေ့လာသွားကြရအောင်နော်ခါရတယ်ထိတယ်မလေးလို့ကနထိတယ်ဆိုတဲ့လုံးကိုနောက်တစ်လုံးနဲ့ပြောမယ်ဆိုရင်စတုကျွန်တော်ကိုမထိနဲ့လို့မလေးလို့ပြောချင်တယ်ဆိုရင်ကျငါကနစားရဒါမှမဟုတ်ကျငါစတုစားရကျငါဆိုတာကမနဲ့ဥပမာမလုံနဲ့မတွားနဲ့ပေါ့နော်ကနဆိုတာကခါရတယ်ထိတယ်စတုဆိုတာကလည်းထိတယ်စားရဆိုတာကကျတော့ကိုမထိနဲ့ဆိုရင်ကျငါကနစားရဒါမှမဟုတ်ကျငါစတုစားရအတိတ်ပဲအတူတူပါပဲနော်နောက်တစ်ကြောင်းနဲ့ထပ်ပြီးတော့လေ့လာသွားကြရအောင်ကျတော့ပစ္စည်းတွေကိုမထိနဲ့လို့မလေးလို့ပြောချင်တယ်ဆိုရင်ကျငါကနဘာရာစားရကျငါကနဘာရာစားရဒါမှမဟုတ်ကျငါစတုဘာရာစားရကျငါစတုဘာရာစားရကျငါဆိုတာကမနဲ့ကနဆိုတာကခါရတယ်ထိတယ်စတုဆိုတာကလည်းထိတယ်ဘာရာဆိုတာကပစ္စည်းစားရဆိုတာကကျတော့ကျငါကနဘာရာစားရကျငါကနဘာရာစားရဒါမှမဟုတ်ကျငါစတုဘာရာစားရဒီနေ့ကြောင်းနဲ့ပြောလာခဲ့မယ်ဆိုရင်အတိတ်ဘေကအတူတူပါပဲနော်ကျတော့ပစ္စည်းတွေကိုမထိနဲ့နောက်တစ်ကြောင်းနဲ့ထပ်ပြီးတော့လေ့လာကြည့်ကြရအောင်သူစိတ်ဆိုးတာခါရတယ်လို့မလေးလို့ပြောချင်တယ်ဆိုရင်ဒီကနမာရာဒီဆိုတာကသူမကနဆိုတာကခါရတယ်ထိတယ်မာရဆိုတာကစိတ်ဆိုးတယ်ဒီကနမာရာသူစိတ်ဆိုးတာခါရတယ်နောက်တစ်ကြောင်းနဲ့ထပ်ပြီးတော့လေ့လာကြည့်ကြရအောင်နော်သူစိတ်ဆိုးတာခါနေရပြီလို့မလေးလို့ပြောချင်တယ်ဆိုရင်ဒီဆူဒါကနမာရာဒီဆိုတာကသူမဆူဒါဆိုတာကပြီးကနဆိုတာကခါရတယ်ထိတယ်မာရဆိုတာကစိတ်ဆိုးတယ်ဒီဆူဒါကနမာရာသူစိတ်ဆိုးတာခံနေရပြီနောက်တစ်လုံးနဲ့ထပ်ပြီးတော့လေ့လာကြည့်ကြရအောင်နော်အကျွေးမလေးလို့ဟူတမ်ကျွန်တော်အကျွေးရှိတယ်လို့မလေးလို့ပြောချင်တယ်ဆိုရင်စာရအာဒဟူတမ်စာရဆိုတာကကျွန်တော်ကျမအာဒဆိုတာကရှိတယ်ဟူတမ်ဆိုတာကအကျွေးစာရအာဒဟူတမ်ကျွန်တော်အကျွေးရှိတယ်နောက်တစ်ကြောင်းနဲ့ထပ်ပြီးတော့ပြောကြည့်ကြရအောင်ကျွန်တော်သူ့စီအကျွေးရှိတယ်လို့မလေးလို့ပြောချင်တယ်ဆိုရင်စာရအာဒဟူတမ်ဒီစာရအာဒဟူတမ်ဒီစာရဆိုတာကကျွန်တော်ကျမအာဒဆိုတာကရှိတယ်ဟူတမ်ဆိုတာကအကျွေးဒီဆိုတာကသူမစာရအာဒဟူတမ်ဒီစာရအာဒဟူတမ်ဒီကျွန်တော်သူ့စီအကျွေးရှိတယ်နောက်တစ်ကြောင်းနဲ့ထပ်ပြီးတော့ပြောကြည့်ကြရအောင်မင်းသူ့ကိုအကျွေးဘယ်လောက်ရှိတာလဲလို့မလေးလို့ပြောချင်တယ်ဆိုရင်awa ada hutan di berapa awa ada
ဟူတန်ဒီယေပရပအာဝဆိုတာကတေနေမေအာဒက်ဆိုတာကရှိတယ်ဟူတန်ဆိုတာကအကျွေးဒီယေဆိုတာကသူမပရပဆိုတာကဘလောက်လဲအာဝအာဒက်ဟူတန်ဒီယေပရပအာဝအာဒက်ဟူတန်ဒီယေပရပမင်းသူ့ကိုအကျွေးဘလောက်ရှိတာလဲနောက်တစ်လုံးနဲ့ထပ်ပြီးတော့လေ့လာကြည့်ကြရအောင်နော်ကိုယ်တိုင်မလေးလို့စင်ဒရီမင်းကိုယ်တိုင်လုပ်ပါလို့မလေးလို့ပြောချင်တယ်ဆိုရင်အာဝစင်ဒရီဘွာအာဝစင်ဒရီဘွာအာဝဆိုတာကတေနေမင်းစင်ဒရီဆိုတာကကိုယ်တိုင်ဘွာဆိုတာကလုပ်တယ်အာဝစင်ဒရီဘွာအာဝစင်ဒရီဘွာမင်းကိုယ်တိုင်လုပ်ပါနောက်တစ်လုံးနဲ့ထပ်ပြောကြည့်ကြရအောင်နော်မင်းကိုယ်တိုင်သွားပါမလေးလို့အာဝစင်ဒရီပဂီအာဝစင်ဒရီပဂီအာဝဆိုတာကတေနေမင်းစင်ဒရီဆိုတာကကိုယ်တိုင်ပဂီဆိုတာကသွားတယ်အာဝစင်ဒရီပဂီအာဝစင်ဒရီပဂီမင်းကိုယ်တိုင်သွားပါ